မင်္ဂလာပါစုဖြူဖူတိုးကနေကြိုဆိုပါရစေဒီနေ့မှာတော့ပတ်ရိုင်ဟိုတယ်မှာ staycation နေပြီးတော့ lobster buffet သွားစားမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးစုဖြူသွားနေတဲ့နေ့မှာအားလေး check in ရလို့17နာရီအရောက်သွားပြီးတော့ check in ဝင်ခဲ့ပါတယ်ဒါလေးကတော့စုဖြူနေမဲ့အခန်းလေးရဲ့ room tour လေးပါဒီမှာကတချို့အခန်းတွေကပေါ့နော် connecting အခန်းလေးတွေပေါ့နော်အဲ့တော့မိသားစုနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းလူအများကြီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အခန်းဟိုဘက်ဒီဘက်ယူပြီးတော့ပေါ့တငယ်ချင်းတွေနဲ့စုပြီးတော့နေလို့ရပါတယ်စုဖြူနေခဲ့တဲ့အခန်းက3လွှာမှာပါဒီဘက် view ကတော့ swimming pool view လေးပါစုဖြူပါလို့ဒီမှာ staycation လာနေရဆိုရဲရည်ရွယ်ချက်ကိုပြောပြပါမယ်ဗီဒီယိုလေးကိုဆက်ကြည့်ပေးပါဦးကဲဒါလေးကတော့ရေချိုးခန်းနဲ့ toilet လေးကိုဟိုရှောက်ရိုက်ဒီရှောက်ရိုက်ပါညာပဲပေးအစီအစဉ်လေးပါဒါကတော့ရေကူးကန်ဘက်ကိုတစ်ချက်ထွက်လာပြီးတော့လမ်းလေးလျှောက်ပြီးဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ပါညာပဲပေးတော့မှာပါရေကူးမလို့စောသေးရနဲ့နေရလဲပူနေတော့ခဏလေးထိုင်ပြီးလှဲပြီးတော့အေးလေးတောက်ပါလေးတောက်ပြီးတော့ပါညာအနားယူနေရပါတော့ရေကူးဖို့ဝစ်စားရေးလဲမယ်ဆိုပြီးတော့အခန်းထဲပြန်ဝင်လာတဲ့အချိန်မှာဟိုတယ်ကနေပြီးတော့ကိတ်မုတ်လေးလက်ဆောင်ပို့ပေးလိုက်တယ်ခဲညနေ4နာရီလောက်မှာနေရလဲနည်းနည်းလေးအေးလာပြီဆိုတော့ရေသွားကူးပါမယ်ရေကူးပြီးတော့အဝတ်စားလဲပြီးညနေ6နာရီလောက်မှာဒီကိုဘာလို့လာတဲလဲဆိုရဲစုဖြူရဲ့မဟာရည်ရွယ်ချက်ကြီးကအစီအစဉ်ကရောက်ရှိလာပါပြီဒီ Spice Brasserie မှာပေါ့နော်စုဖြူ6လပိုင်းတော့က lobster buffet တစ်ခေါက်လာစားသေးရဲ့ကဲဒီတစ်ခေါက်ကတော့ lobster ကြီးပဲဟိုပဲတီးတန့်စားဖို့အတွက်ကိုထပ်လာတာပါစုဖြူလည်းဒီမလာခင်ရက်ပိုင်းအလိုမှာပတ်ရိုင်ရတင်ထားတာလေးတစ်ခုတွေးလိုက်တာပေါ့နော်သူကဒီ lobster buffet ရောအခန်းရောပေါ့နော်အခန်းတညစာရော2ယောက်ကိုမှ$132ပါအော်ပြီးတော့ဟိုဟာ breakfast လဲပါသေးတယ်အဲ့တော့2ယောက်စာကိုမှ$132ကိုမှအခန်းရော lobster ရော breakfast ကောအကုန်ပါအောင်မှအရန်တန်နေပါပြီစုဖြူရှစ်ခေါက်လာစားတော့ကကြတော့ဒီ lobster buffet တီးတန့်ကိုပဲတယောက်ကိုအပီးစီးပေါ့နော်$50လောက်ကျတာပါအဲ့တော့ဒီလိုတန်တဲ့အစီအစဉ်ကိုစုဖြူဘလို့မှလက်လွတ်မခံနိုင်ဘူးလေအဲ့တော့အပြေးအလွှားလေး booking ကိုပြေးတင်ပြီးတော့လာစားတာစုဖြူဒီ buffet အကြောင်းတော့တေချာလေးမပြောပြတော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့စုဖြူရှေ့ဗီဒီယိုတစ်ခုမှလည်းဒီတိတ်မကြသေးခင်တင်ထားရလေအဲ့ရောဒီဟာလေးကိုတိတ်သေးစိတ်တိတ်မရှင်းပြတော့ဘူးเนาะဒီ buffet က Friday နဲ့ Saturday 2ရက်ရှိတာဆိုတော့ Friday Saturday 2ရက်ကိုအခန်းလေးအပြေးယူကြပါအောင်အဲ့ဒါလေး information ပေးချင်တာပါအဓိကစုဖြူကရှစ်တစ်ခေါက်စားကြရပါတော့ဒီ buffet ကိုအရန်ကြိုက်တာအဲ့တော့ဒီဟာကိုလည်းအပြေးလွှာလာစားတယ် lobster ကြိုက်တဲ့လူတွေဆိုရင်တော့ဒီ buffet လေးကို join တင်ပါတယ်ဒီမှာက barbecue buffet ဖြစ်တဲ့အတွက် barbecue တွေကတကယ်ကိုစားကောင်းပါတယ်စုဖြူဆိုရင်ဒီကအမဲသားကိုအရန်ကြိုက်တယ်အမဲသားလေးဆိုစားကနူးညံ့နေရပဲကဲအမှကြည့်ပါစုဖြူကစားနေရရင်အဲ့လိုမျိုးရုပ်မျိုးပါကဲဒါကတော့စုဖြူတယောက်တည်းစားဖို့အတွက် lobster ကြီးအကင်တွေယူထားတာပါပြီးတော့ဒီ lobster တွေကသူတို့ကကင်ပေးရင်ပေါ့နော် cheese တွေကိုထည့်ပြီးကင်ပေးတာအဲ့တော့ကိုကအဲ့ cheese တွေနဲ့စားရတာအီတယ်ဆိုရင်သူတို့ကိုကြိုပြောပါတခါတည်း cheese မထည့်ဘူးဆိုရင်လည်းမထည့်တဲ့အကြောင်းနဲ့ဒီတိုင်းလေးစားလို့ရပါတယ် lobster ကိုဒီလိုစားခြင်းလို့လာတာဆိုတော့စုဖြူတယောက်ကတော့လုံးဝမညာပါဘူး fancy မစားဘူးတကယ်အပီပင်ဆွဲရပါစုဖြူတယောက်တည်းစားခဲ့တာအကောင်20ကျော်မယ်ထင်တယ်အဲ့လောက်တော့ရှိတယ်ကဲဒါလေးကတော့ pasta station က cream sauce နဲ့ pasta လေးပါစုဖြူရှစ်တစ်ခေါက်ကစားကျင်နေတာမစားခဲ့ရဘူးပေါ့နော်အဲ့တော့ဒီတစ်ခေါက်စားမယ်ဆိုပြီးတော့ pasta လေးတစ်ပွဲမှာလိုက်ပါတယ်စုဖြူမှာထားတဲ့ဟာနည်းနည်းလေးအနှဲငယ်လေးငံပါတယ်အဲ့တော့နည်းနည်းလေးစားတာအလေးဘက်သွားတယ်ပေါ့နော်စားပြီးတောက်ပြီးဘလို့မှအိမ်ကိုမပြန်ကျင်တော့အော်တော်သေးရဲ့ဘလို့ဖြစ်အပေါ်မှာအခန်းလေးရှိတယ်ဆိုပြီးပျော်သွားဒီမှာအခန်းနဲ့တခါတည်းဒီ buffet နဲ့တွဲလျက်ပါတာတော်တော်အဆင်ပြေရယ်စားပြီးတောက်ပြီးတော့ဘိုက်ကိုတင်းကားသွားတော့အိမ်ကိုလုံးဝမပြန်ကျင်တော့အပေါ်မှာအခန်းလေးယူထားတာတော်တော်အဆင်ပြေသွားတယ်ကဲအဲ့တော့စုဖြူတရားကိုဆက်စားလိုက်ပါဦးမယ်တ िश ူပေးရဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တတာ